ကျတော့ဒီမှာချွန်းဆိုတဲ့ဟာလေးလာမယ်အဲ့ဒါဆိုရင်2000ဖြစ်ချင်တယ်ဆိုရင်ဒါလေးကို2နဲ့မြောက်လိုက်မယ်ဟုတ်တယ်နော်2နဲ့မြောက်လိုက်ရင်2000ဖြစ်သွားမယ်ဆိုတဲ့အခါကျတော့2000ဆိုရင်ဒီကျတော့ဘယ်လိုပြောကြမလဲခုန200တုန်းက e ဘက်လို့ပြောတယ်ဆိုတော့2000ဆိုရင်ဘယ်လိုပြောကြမလဲ200ဆိုရင်ဟင်อีชนဟုတ်တယ်200ဆိုရင် e ချွန်းဆိုပြီးတော့ပြောကြမယ်နော်200ဆိုရင် e ချွန်းအဲ့ဆိုရင်200မဟုတ်2000ဆိုရင် e ချွန်းကဲအဲ့ဆိုရင်3000ဆိုရင်ရောဘယ်လိုပြောမလဲแซมชน3000ဆိုရင်ဆမ်ချွန်းဟုတ်တယ်ကဲဒါဆိုရင်3500ကဲ3500ဆိုရင်ဘယ်လိုပြောကြမလဲ3500 3000ကခုနသားပြောလိုက်တယ်ဆမ်ချွန်း900ပါတော့แซมชนโอเป๊ะဆမ်ချွန်းအိုဘက်ဒါဆိုရင်3500ကဲအဲ့ဆို3500ပြီးတော့4900ဆိုရင်ရော4900ဆိုရင်ရောสามชอสามชอစာချွန်းชิวเป๊ะစာချွန်းချီဘက်4000နဲ့မှ900အဲ့ဆိုရင်9000နဲ့မှ600ဆိုရင်ရောဘယ်လိုပြောမလဲโอ้ชอนชิวเป๊ะကူချွန်းယူဘက်ဟုတ်တယ်အဲ့ဆိုရင်9000နဲ့မှ600ကဲဒါဆိုရင်9000နဲ့မှ900ဆိုရင်ဘယ်လိုပြောကြမလဲ9900မဟုတ်တော့ဘူး sorry 9800ကဲ9800ဆိုဘယ်လိုပြောမလဲคุณชอนพาร์เป๊ะကူချွန်းพาร์เป๊ะကူချွန်းဖာဘက်9000နဲ့မှ800ဒါဆိုရင်9900ကဲ9900ပြီးသွားပြီထားလိုက်တော့9900ပြီးသွားလို့ရှိရင်ဒီချက်တော့ဘာလာမှာလဲ1000ဟုတ်တယ်နော်1000နဲ့လာမယ်အဲ့ဆိုရင်1000ကျတော့ဒီမှာဘာဖြစ်သွားမလဲဆိုတော့ဒီချက်တို့ကမန်းဆိုပြီးတော့ဖြစ်သွားမယ်ဒါဒီဒီမှာ1000ဆိုရင်မန်းအဲ့ဆိုရင်1000ဆိုရင်မန်းဆိုတော့2000ဆိုရင်ဘာဖြစ်မလဲခုန2000တုန်းက e ချွန်းဆိုတော့2000ဆိုဘာဖြစ်မလဲอีแมအီမန်အီမန်မဟုတ်နော်အီမန်ဆိုပြီးတော့ဖြစ်သွားမယ်အီမန်က2000ကဲဒါဆိုရင်3000ဆိုရင်ရောสามแม่ဆမ်မန်ဟုတ်တယ်3000ဆိုရင်ဆမ်မန်4000ဆိုရင်ရောสามแม่ စာမန်နော်စာမန်4000 5000ဆိုရင်ရောโอแซม5000ဆိုရင်โอแซมโอแซม5000လေးကလေးอีแซมสามโอ5000 5ကโอแม่အိုမန်ဟုတ်တယ်အိုမန်ကဲ6000ဆိုရင်ရောชุกแม่ဟုတ်တယ်ယူမန်အဲ့ဆိုရင်6000ကဲအဲ့လိုနဲ့ဒီချက်တို့က9000ကဲ9000ကိုဆက်သွားမယ်9000ชื่อแม่ ဟုတ်တယ်ချူမန်ကဲဒါဆိုရင်အဲ့ဒီ9000မှာဒီချက်ကခဏလေးရက်လိုက်မယ်ရက်လိုက်ပြီးတော့ဘာသွားမလဲဆိုတော့
ဒီချေတို့က2000နဲ့မှ3000ကဲ2000 3000ဆိုဘယ်လိုပြောမလဲ2000က Iman 2000က iman ဟုတ်ပြီ iman 3000က Samchon iman ပြန်ပြောပါအောင်3000က Iman Samchon Samchon အဲ့ဆိုရင်2000နဲ့မှ3000ကဲအဲ့ဒါဆိုရင်4000 8000နဲ့မှ900ကဲဒါဆိုဘယ်လိုပြောကြမလို့ 4,800Saman Panchor ဟုတ်တယ် Saman Panchon ဘာဖြစ်လဲ Panchon Panchor You Bet ဟာရှုဟုတ်လေခွန်လေးကလေးခွန် You Chu Bet ချီဘဲ Saman Panchon ချီဘဲအဲ့ဒါဆိုတဲ့ခါကျတော့မှ4000 8000နဲ့မှ900ဟုတ်တယ်နော်အဲ့ဆိုရင်နောက်တစ်ခုထပ်ရေးလိုက်မယ်ဒီချက်က9000 3000နဲ့မှ250ကဲဒါဆိုဘယ်လိုပြောမလဲပြောကြည့်ပါဦး Oman ဟုတ်တယ် Samchon Oman Samchon ဟုတ်တယ် eBay Shik shit Oman Samchon eBay shit ဒါဆိုရင်9000 3000နဲ့မှ250ဟုတ်လားဟုတ်လားကဲအဲ့ဒါဆိုရင်ဘယ်ကိုဆက်သွားမလဲဆိုတော့9000ပြီးပြီဆိုရင်6000ပေါ့6000မသွားတော့ပါဘူး8000ကိုသွားလိုက်တော့မယ်ကဲ8000 9000နဲ့မှ600ပဲထားပါတော့ကဲ8000 9000နဲ့600ကဲဒါဆိုဘယ်လိုပြောမလဲ600Palmer Kuchor Shuk Bet Palmer Kuchon you bet ဒါဆိုရင်8000 9000နဲ့မှ600ဟုတ်ပြီနော်โอเค8000 9000နဲ့မှ600ကဲဒါဆိုရင်တောင်းကနန်းပြီးသွားရင်ဒီချေတော့ကတိန်းကနန်းပေါ့နော်တိန်းကနန်းကတော့ထားပါတော့ရတယ်ဒီတိန်းရယ်ဒါကကြတော့1သိန်း2သိန်း3သိန်းအဲ့ဒါပြီးတဲ့အခါကျတော့10သိန်းဒါမျိုးပေါ့နော်10သိန်းတို့သိန်း20တို့ဒီမှာကကြတော့သိန်း100ဒီ3ခုကတော့ရတယ်သားအနေနဲ့မသိလဲရတယ်ဆိုတော့ဒီချေတော့ကဒီတောင်းကနန်းအထိပဲသွားလိုက်မယ်အဲ့တော့အိမ်စာရေးခဲ့ရပါမယ်အိမ်စာကဘာရေးခဲ့ရမလဲဆိုတဲ့အခါကျတော့1ကနေ10အထိကတော့ရေးပြီးပြီးအဲ့ဒါထားလိုက်တော့1ကနေ10အထိဟုတ်တယ်နော်နာပြန်ကြည့်လိုက်အောင်အင်းစားထပ်တာပြန်ကြည့်လိုက်အောင်အဆင်ပြေအဆင်ပြေအဆင်ပြေတယ်ဒီတစ်ခါကျတော့ဘာရေးမလဲဆိုတဲ့အခါကျတော့1ကနေပြီးတော့ဒီချေတို့100အထိရေးခဲ့မယ်1ကနေပြီးတော့100အထိကိုရီးယားလို့ရမလားနော်1ကနေပြီးတော့100အထိရေးခဲ့မယ်ပြီးလို့ရှိရင်ဘာလို့မလဲဆိုတော့100ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးကူးရေးထားလိုက်မယ်ဒါစာအုပ်ထဲမှာဒီအထိပေါ့နော်ဒါကတော့အစအဆုံးကူးရေးထားလိုက်ဒီ1ကနေပြီးတဲ့အခါကျတော့ဒီအောက်ဆုံးအထိချွန်းမန်းဆိုတဲ့ဟာလေးအထိဒါစာအုပ်ထဲမှာကူးရေးထားလိုက်ရေးခဲ့ရမှာက1ကနေ100အထိက2မျက်နှာရေးခဲ့မယ်အဲ့ဆိုခဏလေး1ကနေ100အထိမဟုတ်ဖ ೇನೆ ဒီလိုပြောလိုက်မယ်1ကနေ100အထိက1မျက်နှာရေးခဲ့မယ်ပြီးရင်ဟိုဟာရေးခဲ့မယ်200 300 400 500ပေါ့100အထိပြီးသွားရင်နောက်တစ်မျက်နှာကျရင်200 300 400 500 600အဲ့လိုရေးလိုက်မယ်600 900 800 900ပေါ့ပြီးရင်1000ပြီးသွားရင်လည်းအဲ့လိုပဲ2000 3000 4000 5000 6000 9000 8000 9000ပြီးတော့1000ပေါ့အဲ့လိုရေးခဲ့လိုက်နော်
ဂျားတဲ့ဟာတွေမရေးတော့ဘူး9200တွေ9300တွေပါတီချာမရေးခိုင်းတော့ဘူးနော်ရလားမှတ်မိလားတီချာဟိုအောက်က3ခုတီချာကိုမရေးရဘူးလားအောက်က3ခုရေးရမှာလေကလေးအောက်က3ခုလေးလဲစာအုပ်ထဲမှာတော့ရေးထားလိုက်နော်တီချာဟိုလိုမျိုး100 200 300 400 500 600 300ဟုတ်တယ်တစ်ကနေပြီးတော့100အထိကတစ်ကနေဥမာထားပါဒီက30အထိပြီးသွားရင်17 12 13 14 15အဲ့လိုဆက်သွားမှာကိုရီးယားလိုရေးသွားမှာပြောမယ်ဆိုရင်ထားပါတော့တာအခုကတကြောင်မြစ်စာအုပ်ထဲမှာဆိုရင်တကြောင်မြစ်စာအုပ်ကိုတစ်ချေတော့ဒါတကြောင်မြစ်စာအုပ်ကြီးပေါ့တကြောင်မြစ်စာအုပ်ကိုအလဲကနေ2ပိုင်းခွဲလိုက်လေရလားအလဲကနေ2ပိုင်းခွဲလိုက်မယ်2ပိုင်းခွဲလိုက်ပြီးရဲ့အခါကျတော့မှဒီချက်တော့ဒီဘက်မှာတစ်ဆိုလို့ရှိရင်1 2 3 4 5 6 9 10အထိရေးလိုက်မယ်ပေါ့ပြီးဒီဘက်မှာ17ကြာလို့ရှိရင်အဲ့တိုင်းပဲ17ဆိုညီမြချင်းလေးထိုးလိုက်ဘေးကနေ17ကိုရေးမယ်10 ပြီးရင်12ဆိုညီမချင်းလေးထိုးလိုက်ဘေးကနေ10 အဲ့လိုရေးသွားမှာ12 13 14 15 16 19 18 19 20ပြီးရင်1 1 2 2 2 3 2 4 2 5 2 6 2 9 2 8 2 9 30အဲ့လိုရေးခိုင်းတာရလားနားလေလားကျေဟို100 200 300 400 500 600 900ကျေအဲ့လိုမျိုးရေးရမှာဟိုတစ်ကနေ100အထိကိုကြတော့ဣတိမရေးအကုန်ရေးခဲ့မှာတစ်ကနေ100အထိကိုမကြော်ဘဲနဲ့ရေးခဲ့လိုက်မှာအဲ့ဒီ100နောက်ပိုင်းကျရင်ကြော်ရေးတော့မှာ110တွေ111တွေ112တွေမရေးတော့ဘူး100ပြီးရင်200တန်းရောက်သွားမှာ200 300 400 500 600 900 800 900ပြီးရင်1000 1000ပြီးရင်2000 3000 4000 5000 6000 9000 8000 9000ပြီးရင်1000ထိဒါပဲပြီးပြီရလားကျေအဲ့လိုမျိုးတယ်လို့ဒီကျေဟိုအဲ့တော့ခု10ရာထောင်တောင်းသိန်းနဲ့ဂရီတီရမှာမရေးရပါဘူးတောင်းထီပဲအမလဲဘယ်နဲ့ဂရီတီရေးနေတာတော့စာအုပ်ကုံသွားမှာပေါ့မလီတားစာအုပ်ကုံသွားလိမ့်မယ်တောင်းထီပဲရေးခဲ့မှာလို့100ပြီးလို့ရှိရင်100နောက်ကနေ200တန်းလာမှာပြီးရင်200နောက်ကနေ300 300နောက်ကနေ400နောက်ကနေ900အဲ့လိုနဲ့1000ရောက်သွားရော1000ရောက်သွားရင်လည်းအဲ့လိုပဲ1000ဘေးကနေ1000ဘေးကနေ2000 2000ဘေးကနေ3000အဲ့3000ဘေးကနေ9000 9000ကနေဒီ1000ထိဆိုရင်ရက်လိုက်တော့ဒီထိဆိုရင်စတော့โอเคဟုတ်ရပြီလားဟုတ်မလေးဂရေတိရေးချင်တာဂရေတိရေးချင်ရှာတာလားဟလားဂရေတိရေးချင်လို့လားဒီချက်မေးကြည့်